ကျွန်တော်ဒါကတော့ Food and Beverage မြန်မာရဲ့ကျွန်တော်ဒါ၄ချိန်မြောက် fourth edition ဖြစ်ပါတယ်ဒါနှစ်ခုဒီနှစ်ပေါ့နော်ဒီနှစ်ဆိုတာ၄နှစ်ရှိဖြစ်ပါတယ်ခင်ဗျာ2026 25 24 23ကစပြီးတော့ကျင်းပခဲ့တာပါကျွန်တော်ကနှစ်စဉ်နှစ်တိုင်းပေါ့နော်ဒီခုနကဒီနှစ်အလယ်ပေါ့နှစ်လယ်ဖြစ်တဲ့6လပိုင်းတော့ဆိုရှင်ဒီ Food and Beverage မြန်မာဆိုပြီးတော့စားတောက်ကုန်နဲ့ပတ်သက်တဲ့ပြပွဲများကိုစီစဉ်လျက်ရှိပါတယ်ခင်ဗျာစားတောက်ကိုစတင်ထုတ်လုပ်တဲ့နေရာကလေးစားတာပေါ့နော်စတင်ထုတ်လုပ်တယ်အဲ့ဒီတော့ဆိုကျွန်တော်လိုအပ်မဲ့ကုန်ချမ်းတွေနောက်က chemical တွေစက်ပစ္စည်းတွေဒါတွေပြတာရှိပါတယ်နောက်ခါပြီးတော့ထွက်လာတဲ့ကုန်ချောပေါ့နော်ကုန်ချောမှာဆိုရင်ပြည်တွင်းကထွက်လာတဲ့စားတောက်ကုန်တွေရောပြည်ပကနေပြီးတော့တွင်းလာစားတောက်ကုန်တွေရောကျွန်တော်ပြသထားတာဖြစ်ပါတယ်ခင်ဗျဒီမှာဆိုကျွန်တော်တို့ဒီနှစ်ပွဲမှာကတော့ပေါ့နော်ဒီဘက်ကဒီကုမ္ပဏီပေါင်းဆိုရှင်ကျွန်တော်တို့ကစားတောက်ကုန်နဲ့ပတ်သက်တဲ့ကုမ္ပဏီပေါင်းက40ကျော်ရှိပါတယ်နောက်ခါ MSME ပေါ့နော်ပြည်တွင်းအသေးသားနဲ့အလားစားဒီလုပ်ငန်းများကနေပြီးတော့ထုတ်လုပ်တဲ့စားတောက်ကုန်ငန်းပေါင်းက50ကျော်ဆိုအလုံးပေါင်းဒီစားတောက်ကုန်နဲ့ပတ်သက်လို့ဆိုရင်80ကျော်90နီးပါးဝင်ရောက်ပြတ်တာဖြစ်ပါတယ်ခင်ဗျာခါရနေထပ်ပို့ပြီးတော့ထူးခြားတဲ့စီစဉ်လေးထည့်ထားပါတယ်အဲ့ဒါကတော့ဒီမြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူစွာအရေးဖွံ့ဖြိုးတိုးတက်ရေးအသင်းပေါ့နော် MHRD ကဒီပြီးတော့သူဒါကတော့ဒီဟိုတယ်နဲ့စားတောက်ဆိုင်လုပ်ငန်းတွေတင်တန်းကျောင်းတွေအသင်းဖြစ်ပါတယ်သူတို့ကနေပြီးတော့ဦးစီးပြီးတော့ဒီခုနကစားတောက်ဆိုင်လုပ်ငန်းပတ်သက်တဲ့ chef ပေါ့နော် chef ပြုတ်တဲ့ကဏ္ဍမှာရှိတဲ့တင်တန်းသားတွေရဲ့ပြိုင်ပွဲတွေနောက်က coffee နောက်က bartender နောက်ခါပြီးတော့ခါဒီ fruit carving စရှိတဲ့ပြိုင်ပွဲတွေကိုလည်း3ရက်စလုံးမှာထည့်သွင်းကျင်းပသွားတာဖြစ်ပါတယ်ခင်ဗျာအဓိကရွေးချက်ကတော့ဒီစားတောက်ကုန်ထုတ်လုပ်ပိုင်းကနေပြီးတော့ဆက်တဲ့တိခေအခမ်းချင်းပေါ့နော် hotel restaurant နဲ့ cafe ကိစ္စကတော့တစ်ဆက်တည်းဆက်လက်ဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့ပေါ့ပြကန်းတွေနဲ့အတူတူပေါ့နော်ပြကန်းတွေဆိုင်ကန်းတွေပေါ့နော်ပြလဲပြတယ်ပစ္စည်းတွေရောင်းလို့ရတယ်ပေါ့နော်အဲ့ဒါတွေအပြင်ကျွန်တော်တို့ကဒီပေါ့နော် demonstration ပေါ့နော်လက်တွေ့ချက်ပြုတ်ပြသတဲ့ကဏ္ဍပါတယ်နောက်က competition ပေါ့ဒါတော့ခုနကဒီစားတောက်ကုန်ပြုပြင်ထုတ်လုပ်တဲ့ခုနက chef တွေပါရဲ့အတွက်ကိုခုနက demonstration အပြင်တင်နန်းသားတွေရဲ့ competition ပြိုင်ပွဲတွေပါပါတယ်နောက်ကစားတောက်ကုန်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီးတဲ့နောက်ပညာရှင်တွေရဲ့ဟောပြောပွဲတွေဆိုပြီးတော့ seminar တွေဆိုပြီးကဏ္ဍ3ခုရှိတာဖြစ်ပါတယ်ခင်ဗျာဘယ်သူတွေလာတင်တယ်လဲဆိုတဲ့ခါမှာဆိုတစ်ချက်ကတော့ကိုယ်တိုင်ကစားတောက်ကုန်တွေကိုထုတ်လုပ်တဲ့သူတွေပေါ့နော် producer တွေလာတင်ပါတယ်သူတို့အနေနဲ့ကဒီနှစ်တွေမှာဟောပေါ့နော်ဒီနည်းပညာအသစ်တွေဘာတွေထွက်လာလဲနောက်ကစက်ပစ္စည်းပိုင်းမှာဘာတွေအသစ်ထွက်လာလဲဆိုဒါလေးတွေကိုလည်းလေ့လာနိုင်ပါတယ်နောက်တစ်ခုကတော့ဒီခုနကစားတောက်ထုတ်လုပ်သူပေါ့နော်ထုတ်လုပ်သူအနေနဲ့လည်းခုနကလိုပဲကိုယ့်ရဲ့ပစ္စည်းလာရောက်ပြီးတဲ့နောက်ပြသခြင်းအဖြစ်ကပေါ့နော်ကိုကထုတ်တဲ့ကိုနဲ့သူလုပ်ငန်းတူအနေနဲ့ကဘာတွေထုတ်ရဲဆိုတာဒါတွေကိုလည်းလေ့လာနိုင်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ကတော့ပေါ့နှစ်စဉ်နှစ်တိုင်းပေါ့နော်နှစ်လယ်ပိုင်းလောက်မှာပေါ့နော်နှစ်လယ်ပိုင်းလောက်မှာကျွန်တော်တို့ပြုလုပ်ပါတယ်ပွင့်လင်းရာသီမတိုင်ခင်မိုးရင်းမှာပေါ့နော်ဆိုမိုးရင်းပိုင်းမှာပြုလုပ်တယ်ဆိုတာကကျွန်တော်ကဒီတမိုးရင်းလုံးမှာကိုယ့်ရဲ့လုပ်ငန်းတိုးချဲ့ဖို့အတွက်ကိုကြိုတင်ပြင်ဆင်နေတဲ့စက်ပစ္စည်းအသစ်ဝယ်မှာလားဒီပညာအသစ်ထည့်မှာလားကိုယ့်ရဲ့ထုတ်လုပ်တဲ့စားတောက်ကုန်တွေကိုနော် market ကို test လုပ်မှာလားအဲ့ဒါတွေလိုချင်အဖြစ်ကပွင့်လင်းရာသီရောက်တဲ့ပြင်နဲ့တခါလုပ်ငန်းတွေကိုအချိန်ဟုန်ပြက်လဲပတ်လို့ရအောင်ယူရပြီးတော့ဒီချိန်မလို့တာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ပေါ့နော်ဒါပေမဲ့2029ပေါ့နော်ကျွန်တော်တို့ခုနကနှစ်လယ်ပိုင်းဖြစ်တဲ့6လပိုင်းလဆန်းပိုင်းလောက်မှာပေါ့နော်ကျွန်တော်တို့ဟိုရဲ့5ချိန်မြောက်ဖြစ်တဲ့ Food and Beverage မြန်မာနဲ့ဟော်ရီကာမြန်မာပြပွဲကိုပြုလုပ်ဖို့ရှိပါတယ်အဲ့ဒီအတွက်ကိုလည်းကျွန်တော်ကြိုတင်ပြီးတဲ့နောက်ဖိတ်ခေါ်ပါတယ်လုပ်ငန်းရှင်တွေနဲ့ဝင်ရောက်ပြသဖို့နောက်ခါလာရောက်ပြီးတဲ့နောက်ကြီးစုဖို့နောက်ခါပြန်ဖို့ညီတဲ့သူများနဲ့လည်းကြိုတင်ပြီးတဲ့နောက်ဆင်းလို့ရအောင်နောက်နှစ်ဒီချိန်မှာပြန်လည်ပြီးတော့ဆုံတွေ့ဖို့အတွက်ကိုဖိတ်ခေါ်ကြပါတယ်ခင်ဗျာကျေးဇူးပါ